ပူဇော်ကြမယ်အဟံဗန္တိသံသာရဝတ္တဒုက္ခတောမောဇနထာယဣမံအတ္တနံဗုဒ္ဓတာဓမ္မတာသံဃတာအာဇရိယတာအထာယဇီဝိတံနိယာဒေမိပရိစ္ဆသာမိဗန္တိရှင်ဘုရားအဟံတပိတော်သည်သံသာရဝတ္တဒုက္ခတောသံတရာတိဟုသောကိုဆင်းရဲပေပေါင်းမှာမောဇနထာယလွတ်မြောက်ပါရစေခြင်းအကျိုးငါဣမံအတ္တနံဤခန္ဓာ၅ပါးကိုဗုဒ္ဓသာမြတ်စွာဘုရားအား၎င်းဓမ္မတာတရားတော်များအား၎င်းသံဃာတာသံဃာတော်များအား၎င်းအာဇရိယတာတရားတော်များအား၎င်းအထာယအကျိုးငါဒီဝိတံယုံနဲ့နံကိုနိယာဒေမိအနှင်းပါ၏ပရိစ္ဆေသာမိလူရန်ဆွံ့ကြဲပါ၏ရှင်ဘုရားဒီဝိတံသာသမနောပိသိက္ခာပဒံနာသဇာမိဒီဝိတံယုံနဲ့နံကိုသာသမနောပိသွန်လောရညာတော်လဲသိက္ခာပဒံကိုခြင်းသီလတော်မြတ်ကိုအဟံတပိတော်သည်နာသဇာမိမစွန့်လွတ်ပါအရှင်ဘုရားအရှင်ဘုရားတပိတော်မြတ်သည်တရားထုတ်စေခဏ၌ကြောက်ခြင်းလန့်ခြင်းစိုးရိမ်ခြင်းကိုဆွေးခြင်းကိုဆင်းရဲစိတ်ဆင်းရဲကင်း၍အာထုတ်စေအာဒုလတံဖြစ်သောဒါနာသီလစေတနာကံနှင့်တကားဝါဝိပဿနာဉာဏ်သည်မဲ့ဉာဏ်သို့ကျေစုပြု၍နိဗ္ဗာန်ကိုမျက်မှောက်ပြုရပါလို့ဤရှင်ဘုရားကဲတရားမှတ်ကြမယ်တရားနှလုံးသွင်းကြမယ်ချမ်းသာစွာထိုင်ပေးလိုက်တရားမှတ်တယ်တရားအားထုတ်တယ်ဆိုတာဟာသူတစ်ပါးအတွက်လားကိုယ့်အတွက်လားအေးကိုယ့်ကိုယ်ကိုကယ်တင်တဲ့အလုပ်ကိုလုပ်ထားလို့သဘောပေါက်တာလောကမှာကယ်တင်တဲ့ပုဂ္ဂိုလ်ဆိုတာရှိသလားမရှိဘူးလားမရှိဘူးကယ်တင်သောပုဂ္ဂိုလ်မရှိဘူးနော်အေးမိမိကိုယ်ကိုယ်သာလည်းမိမိကယ်တင်နိုင်တယ်သူတစ်ပါးကယ်တင်လို့ရမလားမရှိဘူးမရှိဘူးကယ်တင်တဲ့ပုဂ္ဂိုလ်မရှိဘူးတို့မြတ်စွာဘုရားရှင်သည်တတ္တဝါတွေကိုကယ်တင်သလားကယ်တင်တဲ့နည်းကိုပေးတာလားနည်းသာပေးနိုင်ပါတယ်ဘုရားရှင်နဲ့တကဝအရိယာသူတော်ကောင်းကြီးတွေကဘာသာပေးနိုင်လဲနည်းသာပေးနိုင်ပါတယ်တဲ့ဘာလို့လဲဆိုရင်သူ့ရဲ့သားတော်ရာဟုလာကိုတောင်းမှဘုရားကရော့ယူလိုက်လို့ပေးလို့ရသလား
အဲ့ဒါလို့တရားကိုပေးလို့ရသလားဆိုရင်ဒုသူတော်ကောင်းများကိုပင်ပန်းပန်းတရားထိုင်ပေးစီရမလို့ဘူးထိုင်လည်းမခိုင်းဘူးရောက်လာရင်ကျဲသောတာပန်ဖြစ်စေတည်းဆိုဖြစ်သွားမှာပေါ့နော်အခုအဲ့ဒါလို့ပေးလို့ရသလားပေးလို့မရတဲ့တရားကျင့်ယူမှရတဲ့တရားရှင်းတယ်နော်တိတန့်ကျင့်ယူမှရတဲ့တရားဒီဝိပဿနာတရားပဲလို့ဆုံးဖြတ်ချက်ချပြီးကဲအပြောမဟုတ်ဖဲနဲ့လက်တွေအားထုတ်မှုဖြင့်တုံ့ပြုကြမယ်ချမ်းသာစွာထိုင်တယ်မလန်ခွေတိုက်ရင်တယ်မလန်ခွေထိုင်ကြုံကြုံလေးကြားရင်ကြုံကြုံလေးထိုင်ခါကိုဆန့်ခေါင်းကိုတက်တက်မမထားခါလေးကိုဆန့်တာခါကုတ်နေရင်ခါမှာအယိုးလေးတွေရဲ့ဆုံလေးတွေလို့ရှိတယ်ခါကုတ်လာရင်နှခမ်းရှင်းသွားထိတက်ကပူပြီးတော့ဝေဒနာကိုလှုပ်ယူတယ်လို့ဖြစ်တတ်တယ်ဒါကြောင့်ဘုရားကဥဇုကာယပဏိတာယတဲ့ကာယံကိုဥဇုံဖြောင့်မတ်စွာပဏိတာယထားဟေးတရားမှတ်တော့မယ်ဆိုရင်ခန္ဓာကိုဖြောင့်ဖြောင့်မတ်မတ်ထားပါကွာဖြောင့်မတ်သောအိန္ဒြေဖြစ်ပါစေတဲ့ပြီးတော့ခန္ဓာကိုယ်ကြီးကိုမလုံမရှက်ငြိမ်သက်သောအိန္ဒြေဖြင့်ထိုင်ထားပါတဲ့ငြိမ်သက်သောအိန္ဒြေရှိပါစေအိန္ဒြေ6ပါးတကားလုံးရမယ်ဆိုတဲ့စက္ခုံတရေမျက်စိဟာတည်ငြိမ်မှုရှိရမျက်စိလေးမှိတ်ပြီးသိထင်ရသောတိန္ဒြေနားဟာအပြင်ကအတန်ကြားတိုင်းလိုက်ပြီးနားမထောင်ရဘူးအိန္ဒြေရှိရတယ်ခန္ဓာဣန္ဒြေနာမ်တိုင်းလည်းလိုက်ပြီးတော့နားမရှိရဘူးစေဝိန္ဒြေစားတရားစားခြင်းနဲ့စိတ်ပေါ်တိုင်းလိုက်ပြီးတော့စားတရားအာယုန်ကိုမလိုက်စီနဲ့ကာယိန္ဒြေလှုပ်ရှင်တိုင်းမလှုပ်စီနဲ့တည်ငြိမ်အောင်ခန္ဓာကိုယ်ကြီးကိုတည်ငြိမ်ငြိမ်ဖြစ်အောင်တတိနဲ့ထိန်ထားပါတဲ့မနိန္ဒြေစိတ်ကခဏခဏရောက်ရခမနေပါနဲ့ဟိုပြေးဒီပြေးဟိုရောက်တရောက်မရောက်ပါစေနဲ့ကမ္မဋ္ဌာန်းအာယုံပေါ်မှာစိတ်ကိုတတိနဲ့သိစီပြီးတော့မှတ်ပေးဖို့ဘုရားမရှိတယ်ဒါကြောင့်မလို့ဣန္ဒြိယသံဝရောတတုဣန္ဒြေစောင့်ရှောက်မှကောင်းတယ်ပြီးတော့ဣန္ဒြိယအတံဝုဒ္ဓဓမ္မနလပတိတဲ့ဣန္ဒြေကိုစောင့်ရှောက်မှုမရှိတဲ့ပုဂ္ဂိုလ်တရားရဖို့ဝေးတယ်လို့ဘုရားမရှိတယ်တို့ယောဂီများဟာမျက်စိကိုစောင့်ရှောက်ပါခဏခဏမျက်စိဖွင့်ပြီးတော့သူတော်ဘာကိုလှမ်းမကြည့်ပါနဲ့မျက်စိတကားပေါက်ကိုပိတ်လိုက်သို့တော့တတိနဲ့သိသိထားမျက်စိအာယုံပေါ်မှာတတိဒီဟုသောတက္ကမှုချထားနားမှာတက္ကမှုချထားတတိနှာခေါင်းရှာကိုစိတ်အာယုံ6ပါးမှာတတိဒီဟုသောတက္ကမှုကိုအဆောင်ချထားပါအဲ့ဒီတတိလေးနဲ့စောင့်ကြည့်နေပါမှသာလျှင်ခန္ဓာရဲ့သဘောကိုတွေ့လာမယ်ခန္ဓာကြီးထင်ရှားမှုကိုတွေ့လာမယ်ခန္ဓာကြီးပြောင်းလဲမှုလက္ခဏာကိုထင်ထင်တွေ့လာဖို့အတွက်ကဲစိတ်ကိုနာသီဖျားလေးမှာကခေါင်းကိုမောထားပါခေါင်းငိုက်မနေနဲ့လည်းပင်လေးဆန့်ထားခေါင်းငိုက်ပြီးမနေပါနဲ့ခါကိုဆန့်ခေါင်းကိုတဲ့ထားစိတ်ကိုနာသီဖျားလေးမှာကပ်လိုက်မိမိရဲ့စိတ်ကိုနှာခေါင်းဝါးလေးမှာကပ်နာသီဖျားနှာခေါင်းဝါးလေးမှာအဲ့ဒီနှာခေါင်းဖျားနာသီဖျားလေးမှာကာယပတ္တဒအကြည်ဓာတ်ပေါ်မှာရှုလိုက်တဲ့လေတွေဟာတိုးထိသွားတာရှုထုတ်တဲ့ထွက်လေရာနာသီဖျားမှာထိသွားတာလေးဒါကိုနားလည်အောင်လို့အများနားလည်ဖို့အတွက်ဝင်လေထိသိထွက်လေထိသိထိမှုသိမှုထိုနှစ်ခုတတိကြကြပြုနာသီဖျားလေးမှာတိုးထိနေတာလေထိမှုသိမှုလေးကိုအကဲခတ်ကြည့်ပေးပါလေကိုဝါဝရှုထားပထမလေကိုခတ်ချေစုတပည့်ကဒီကံဝါဒီကမတိပဇာနာတိရသောဝါရတမိတိပဇာနာတိလို့ပြောတာလေကိုခတ်ချေရှုနေရှေလေးသတိနဲ့သိစီဖို့လေရှုမှုတိုးရင်ချိုလေးသတိနဲ့သိစီထားဖို့
ရာတိုင်းမှာတတိတိလိုရင်းပါပဲတတိမြဲတဲ့ထင်ရှားနေဖို့ဒီလိုအပ်ပါလေလေကိုပုံမှန်ရှုဝင်လေထွက်လေစိတ်ဆိုင်လေမှတ်လေယောဂီများဝင်လေထွက်လေစိတ်ဆိုင်လေမှတ်လေယောဂီများမနေမမြန်ဝင်လေဟာမှတ်ပြန်တတိထားမနေမမြန်ထွက်လေဟာမှတ်ပြန်တတိထားရှုလိုက်တဲ့လေကိုမြန်မြန်မရှုနဲ့နေလည်းမနေစေနဲ့လေကိုဝဝရှုလေကိုမှန်မှန်လေးရှုကဲခါပြီးတော့ကြည့်နေရုံပါပဲတရားမှတ်တယ်ဆိုတာအရှိခံဖောင်လေးရှင်ခိုင်ခံဖို့လိုတယ်အရှိခံဖောင်လေးရှင်မခိုင်ခံရင်အထက်ကိုလှမ်းလို့မရဘူးဒါကြောင့်အရှိခံလေးကအဖြေမှန်ပေါ်အောင်ဝင်လေထွက်လေကိုတတိပဋ္ဌာန်တရားအရှိခံထားပြီးတော့မှတ်ဖို့ဘာမှမမှတ်နဲ့ဝင်လေထွက်လေတစ်ခုတည်းကိုအဓိကဆောင်လိုက်ပါစိတ်ကဘယ်အာယုံမှမရောက်စေနဲ့စိတ်ကိုနှာသီးဖျားလေးမှကပ်ပြီးတော့ရှုနေတဲ့ဝင်လေထိထွက်လေထိမှုသိမှုဒါဘုဒ္ဓအဓိကဆောင်စက်တိုက်မှမိုင်မနဲ့ဖက်ကနေစိတ်ထွက်မှသိလိုက်ပြီးစိတ်ကိုနှာသီးဖျားလေးမှဝင်လေထွက်လေပြန်မှမိုင်မနဲ့စိတ်ကဖြတ်ကနေအပြင်တွင်းသွားရင်သိလိုက်ပြီးစိတ်ကိုနှာသီးဖျားလေးမှပြန်ကပ်ထိန်တော့လေကိုဝဝရှုပြီးတော့မှလေလေးကိုဝဝရှုပြီးလေကိုမှန်မှန်သာရှုတာမနှိမ့်မမြန်ခမ်းမှန်မှန်ယောဂီတတိထားနေလည်းမနေနဲ့မြန်လည်းမမြန်စေနဲ့ခမ်းမှန်မှန်ကလေးသာအကဲခါပြီးတော့ကြည့်ဝိပဿနာဉာဏ်အစဖြိုးနေတယ်ထိန်လို့မှတ်အခုနည်းနည်းလေးလွယ်ထွက်သွားရင်ပြန်မှတ်လေကိုမှမှရှုချိုးမှုနှေးရင်အိမ်ငိုက်ဝင်လာတတ်တယ်နော်တတိထားဝင်နေထွက်လေချိုးမှုနှေးရင်အိတ်ရှင်ငိုက်မိတဲ့စိတ်ဝင်လာတတ်တယ်တတိထားမနှေးမမြန်ခပ်မှန်မှန်တိတ်တော့စိတ်ဟာချမ်းသာသောအာယုံယူထားစိတ်ထဲမှာပင်ပန်းကြီးလှုပ်ပြီးမမှတ်နဲ့တရားမှတ်တယ်ဆိုတာပင်ပန်းနဲ့လှုပ်ရှုရတာမဟုတ်ဘုရားကလှုပ်လည်းမရှုနဲ့ရှားလည်းမရှုနဲ့အောင့်လည်းမထားနဲ့ခအေးကလေးသာအကဲခါပြီးကြည့်နေရုံပဲလေးမှန်ရှုပြီးအကဲခါပြီးနှာသီးဖျားလေးမှာစိတ်ကိုညှို့ကိုင်းပြီးအကဲခါကြည့်နေရုံပဲစက်တိုက်မှငယ်လွတ်ထွက်သွားရင်ပြန်မှတတိမြဲတမ်းကတ်တာတတိမေခင်ကိုကိုင်တာငယ်ဖက်ကနေလွဲရင်ရှင်းပြန်မှလိုက်ငယ်လွတ်ထွက်သွားရင်ပြန်မှလိုက်စိတ်ကခဏအပြင်မရောက်စေနဲ့စိတ်ကခဏအပြင်မရောက်စေချင်းစိတ်ကိုခန္ဓာကိုယ်ကအပြင်မရောက်စေနဲ့အပြင်အာယုန်နဲ့မဆက်ဆံစေနဲ့စိတ်ကိုနှာသီးဖျားလေးမှကတရားမှတ်တဲ့ပုဂ္ဂိုလ်စိတ်ရှိရတယ်ဆွဲရှိရတယ်တိခံရတယ်နော်စိတ်ရှိထားခအေးချမ်းသာသောစိတ်ဖြင့်ကြည့်စိတ်ကအမြဲတမ်းချမ်းသာသောအာယုံဖြင့်သာကြည်ထားစိတ်ချမ်းသာမှတမာတိဖြစ်တယ်တမာတိဖြစ်လာပြီးတော့မှခန္ဓာဤပြောင်းလဲမှုလက္ခဏာကိုမြင်လာမယ်ဒုက္ခိနတမာတိယတိချမ်းသာသောအာယုံနဲ့ကြည့်ရင်စိတ်ငြိမ်သက်မှုရလာတယ်တမာဟိတောယထဗုဒ္ဓံပဇာနာတိတမာတိဖြစ်မှဟုတ်တိုင်းမှန်စွာမြင်လာမယ်သူတော်ကောင်းတို့ရဲ့
တင်တာတတိကပ်ပြီးမှတ်ထားလေကိုမှန်မှန်ရှုထားပါလေကိုဝါးဝါးလေးနဲ့ရှုထားရှုချိုင်မှုနှေးရင်အိမ်ငိုက်လာတတ်တယ်ချောင်းဆိုးတတ်တယ်ရှင်မောလာတတ်တယ်မြန်မြန်မရှုနဲ့မြန်မြန်လည်းမရှုနဲ့နှေးလည်းမနှေးစေနဲ့ခမှန်မှန်ကလေးအမြဲတမ်းရှုနေတတ်တဲ့အကဲခါပြီးတော့ထိန်လို့ခပ်အေးအေးလေးချမ်းသာသောစိတ်ဖြင့်အကဲခတ်ပြီးတော့မှစက်တိုက်မှငါလွယ်ထွက်သွားရင်ပြန်မှတတိကိုအမြဲတမ်းဆောင်ထားအပမဒတတိကိုကင်ထားမှတ်တတိနည်းနည်းလေးဖက်ကနေလွယ်သွားရင်ကိလေသာစားထူတတ်တယ်နော်ဖြတ်လွယ်သွားရင်ချက်ချင်းပြန်ထိကိုလွယ်တာကိုဘယ်မှသိအောင်ကြိုးစားခန္ဓာကပေါ်နေပါလေမသိရင်ကိလေသာစားထိုးနေလို့ပြန်မှတ်လေကိုမှန်မှန်ရှုထားရှုလိုက်တဲ့လေလေးရဝင်လေလေးရပေါ်ပြီးပျောက်သွားတာလေးထပ်ဆင့်ကြည့်လိုက်ထွက်လေပေါ်လိုက်ပျောက်လိုက်ဝင်လေပေါ်လိုက်ပျောက်လိုက်ဝင်လေလေးရနှာတိပါထိပြီးပြက်ထွက်လေရလည်းနှာတိပါထိပြီးပြက်ထိသွားတဲ့သဘောလေးရရှုမှုလေးထိပြီးဖြတ်ထုတ်ကြောက်သွားတာကြည့်ဒါဝိပဿနာတို့ပြောင်းတဲ့အလုပ်ရှုလိုက်တဲ့လေလေးရနှာတိပြမှာထိပြီးဖြတ်ထုတ်ကြောက်သွားတာလေးဆိုင်မှုလေးပေါ်ပြီးနှာတိပြထိကြောက်သွားတာလေးဒီဓမ္မမဟုတ်စိတ်ကိုဟာတရားကိုထောက်ပြီးကြည့်ဟာတရားထောက်ကြည့်တော့ရှုဆိုင်မှုသဘောလေးရှုမှုလေးပေါ်လိုက်ချုပ်ကြောက်လိုက်ဆိုင်မှုပေါ်လိုက်ချုပ်ကြောက်သွားတာကြည့်တတိနဲ့ဟာတရားကိုထားပြီးကြည့်ရှင်တွေကဒီပေါ်ရင်ပေါ်တဲ့သဘောလေးကိုကြည့်ပေါ်စေယုံနာပြစ္စုပ္ပန်အမှန်တက်အောင်ကြည့်ဖြစ်ခဲ့ပြီးတဲ့အာယုံကိုတွေးမနေနဲ့မဖြစ်သေးတာစဉ်းစားမနေနဲ့ထိုင်တဲ့ခဏမှာပေါ်နေတဲ့ပေါ်ခန္ဓာကိုကြည့်ပေါ်စေခန္ဓာကိုကြည့်ဒီခံပြီးတော့မှတ်တတ်အောင်ကြိုးစားလိုက်မပြင်းနဲ့ဝိရိယလျှော့ခြင်းတဲ့စိတ်တွေမရောက်စေနဲ့ပြင်းတယ်ဆိုတာအကုသိုလ်စိတ်ဝိရိယလျှော့ပြခြင်းတဲ့ဆိုတာအကုသိုလ်စိတ်ဘာလို့မထင်ရှားလဲဘာဖြစ်လို့မှတ်လို့မရလဲမှတ်လို့ရကိုရစေရမယ်ဆိုတဲ့အာဇာတိစိတ်ကိုတင်တာဇွဲကိုတင်ပြီးတော့မှတ်လွဲသွားရင်ပြန်မှတ်ဘာမှမှတ်စရာထူးခြားမပေါ်ရင်စိတ်ကိုနှာသီးဖျားလေးမှာစက်တိုက်မှတ်ဝင်လေထီထွက်လေထီဝင်လေဒါလေးကိုစက်တိုက်မှတ်မတ္တိကောင်းလာရင်ဟောသဘောကိုကြည့်ဝင်လေဆိုတဲ့သဘောလေးပေါ်ပြီးချုပ်ပြောက်သွားတာထွက်လေဆိုတဲ့သဘောလေးချုပ်ပြောက်သွားတာထပ်ဆင်းမှတ်မိအောင်ကြည့်တင်တော့တတိမေခင်ကိုဆောင်တာနော်အပမဒတတိမေခင်ကိုဆောင်တာထိန်လို့ကိုယ်အမူအရာကိုတတိနဲ့ထိန်စိတ်အမူအရာကိုတတိနဲ့သိသိလိုက်နည်းလေးလွဲသွားရင်ချက်ချင်းပြန်ထိန်လိုက်အာယုနောက်ကိုမလဲစီနဲ့ပြင်းတဲ့အာယုနောက်မလဲစီနဲ့နှလုံးမသားတဲ့အာယုနောက်ကိုမလဲစီနဲ့ပြန်မှကောင်းလဲမှလို့မကောင်းလဲမှစက်တက်ညာနဲ့ခိုင်းခန္ဓာကိုညာနဲ့ခိုင်းထားတို့ကတန်ခါတစ်ချောင်းလုံးမှာခန္ဓာကိုယ်ကိုညာနဲ့မခိုင်းမိလားလို့ဒီလိုဆိုရသောခန္ဓာဆိုးကြီးကိုရရှိနေတာဒီချိန်မှာညာနဲ့ခိုင်းထားပြီးခံပြီးမှငယ်ပြီးခံပြီးမှငယ်လွဲထွက်သွားရင်ပြန်မှတ်လိုက်ငယ်လွဲနေရင်ပြန်မှတ်လိုက်ခန္ဓာသဘောမှာငါမရောစီနဲ့ခန္ဓာသဘောမှာငါမရောစီနဲ့ငါသဘောမဟုတ်သူ့သဘောသူဆောင်းနေတယ်သူ့သဘောသူဖောက်ပြန်နေတယ်သူ့သဘောသူထင်ရှားပြနေတာကိုတက်ခတ်ဒီခံပြီးမှနည်းနည်းလေးလွဲထွက်သွားရင်ပြန်မှတ်လေကိုမှန်မှန်ရှုထားလေကိုပုံမှန်ရှုထားရှုချိုင်မှုညာနေရင်ရင်မောပြီးချောင်းဆိုးတတ်တယ်နေရင်လည်းအိမ်ငယ်ဝင်တတ်တယ်မနေစီနဲ့မမြန်စီနဲ့စက်တိုင်းမှန်မှန်လေးကြည့်
ဆက်တိုက်မှထဆင်းမှတ်မိအောင်ကြည့်ခန္ဓာကဖောက်ပြန်လာနေတယ်ခန္ဓာကဖောက်ပြန်မှုသဘောလေးတွေဆောင်ပြနေတယ်ယုတ်တရားတို့မြည်ဒီမှာဖောက်ပြန်တတ်တယ်ထိန်းထားတရားရွဓမ္မမှာပေါ်နေတာဖောက်ပြန်လာနေတာတောင်းတာတဲ့တင်းတာတဲ့ထုံကျင်မှုလေးရဖောက်ပြန်နေတာဒါယုတ်တရားကပြနေတာနာကသိနေတာယောက်ျားလည်းမဟုတ်မိန်းမလည်းပုဂ္ဂိုလ်တော်မဟုတ်ပေါ်နေတာယုတ်သိတာနာယုံနာနေဖြစ်ပြီးယုံနာနေပြည့်နေတယ်ခန္ဓာကပြနေတယ်လှမ်းသိနေတယ်ခန္ဓာကပေါ်လွင်နေတယ်လှမ်းသိနေတယ်ပေါ်ခန္ဓာကိုသာထင်အောင်ကြည့်ပေါ်ခန္ဓာကိုဉာဏ်နဲ့ကြည့်တတိကထာတတိမေခင်ကိုဆောင်ထားပတ်တီလွယ်နေတယ်ပြန်မှလည်းလွယ်သွားရင်ပြန်မှထူချမှတ်စရာမရှိရင်စိတ်ကိုနှာသီးဖြားလေးမှပြန်ကပ်မှဓမ္မမောဟတရားထောက်ပြီးတော့ကြည့်သမခန္ဓာကိုဉာဏ်နဲ့ခြုံပြီးတော့တက်ခတ်မှတတိကိုအမြဲတမ်းရှိပါသည်တတိမေခင်ကိုအမြဲတမ်းကြိုက်တာကိုယ်စိတ်ပေါ်တာကိုသိအောင်ကြည့်ခန္ဓာကပေါ်တာပေါ်မှန်သိအောင်ကြည့်ပေါ်နေတဲ့ခန္ဓာနှမ်းသိတဲ့ဉာဏ်တွဲထားပေါ်နေတဲ့ခန္ဓာဟာတသမတ်ထဲငြိမ်သက်မနေပဲပြောင်းလဲနေတာလေးရွေ့ရှားနေတာလေးဒီစက္ကန့်နဲ့တစ်ဖြတ်ဖြတ်နဲ့ပြောင်းလဲတဲ့သဘောလေးကိုကြည့်ပြောင်းလဲနေတာကအနိစ္စလက္ခဏာသိတာကဉာဏ်ရှေ့ကအနိစ္စနောက်ကမက်ကရှေ့ကဒုက္ခနောက်ကမက်ကတွဲထားပေးပါခန္ဓာတစ်ခုလုံးမှာဘာတစ်ခုရဲ့မှငြိမ်းမြန်တဲ့သဘောမရှိဘူးဆိုတာယောဂီများဉာဏ်ထဲမှာထင်ရှားပါသည်ဉာဏ်ငယ်သိခံပြီးတော့မှသိခံတယ်လို့နဲ့မျက်စုံနဲ့ဆင်းရဲခံမှချမ်းသာရတယ်သူတော်ကောင်းတို့ရဲ့ထိန်းထားနိုင်ငံတွဲထွက်သွားရင်ပြန်မှလိုက်နိုင်ငံတွဲသွားရင်ပြန်မှလေးကိုမှန်မှချူထားခန္ဓာကဖောက်ပြန်မှုဝေဒနာတွေများပေါ်ရင်လေးကိုမှန်မှနာချူထားခန္ဓာကိုတောင့်မထားနဲ့တင်းကြပ်မထားနဲ့ခိုက်ချောလေးကိုယ်လည်းချောချလိုက်စိတ်ကိုလည်းချောခက်အေးလေးချမ်းသာသောအာယုံဖြင့်ကဲခါပြီးကြည်နေုံပဲချမ်းသာသောစိတ်ဖြင့်ကဲခါပြီးလေးလေးမှန်မှန်ရှိပြီးတော့ကြည်နေုံပဲအဲဒီတွဲထွက်ရင်ရှင်းချင်းပြန်ထိမ့်လိုက်ပေါ်တဲ့ယုံနာပြစ္စုပန်အမှန်တဲ့အောင်ကြည့်ထိမ့်ထားခန္ဓာကတောင့်တင်းတတ်တယ်ညောင်းညာတတ်တယ်ထုံမှုတွေကျင်မှုတွေပေါ်လာတတ်တယ်ဒါခန္ဓာရပင်ကိုယ်သဘောအရှိသဘောအဲ့ဒီရှိခန္ဓာကတော့ပရမတ်ခန္ဓာကသူ့ဟာသူအမြဲတမ်းဖောက်ပြန်နေတယ်အဲ့ဒီဖောက်ပြန်မှုသဘောလေးကိုယောဂီရနိုင်ငံသိခံပြီးတော့စိတ်ရှိထားပြီးတော့မှတ်လွယ်ထသွားရင်ချက်ချင်းပြန်မှတ်လိုက်အာရုံနောက်ကိုမလိုက်သွားစီနဲ့မျောပြီးမနေစီနဲ့ထိန်ထားနိုင်ငံသိခံပြီးမှတ်ထားလေးကိုဝါဝါရှုထားပါ
လေကိုဝါဝလင်းလင်းရှုထားပါလေကိုခတ်ရှိရှိရှုထားပါရှုဆိုင်မှုနှေးရင်အိတ်ရှင်ငိုင်းမိတဲ့စိတ်ဝင်တတ်တယ်အိတ်ရှင်ငိုင်းမိတဲ့စိတ်တွေဝင်နေတယ်တတိထားပါလေကိုပုံမှန်ရှုထားထိန်တာတတိကထာရှုတဲ့အခါမြန်မြန်မရှုနဲ့အတန်ကျဲကျဲကြီးမရှုနဲ့ကျဉ်းကျဉ်းတန်းတန်းမရှုနဲ့ကြမ်းတမ်းသောရှုချိုက်မှုကိုသိမ့်မွေးအောင်တတိနဲ့ထိန်လိုက်ခက်အေးအေးလေးအမြဲတမ်းရှုနေတဲ့တိုင်းတာလေးရှုထားသို့တော့တတိနဲ့ထိန်ဒီကိုခက်ရှိရှိရှုပြီးတော့တတိနဲ့ထိန်တင်တာခန္ဓာကိုယ်ကြီးကိုဉာဏ်နဲ့ခိုင်းလာတဲ့အခါမှာခန္ဓာကတော့ဖောက်ပြန်တတ်တယ်နော်ညောင်ညာလာတတ်တယ်ကြိုက်ခဲတတ်တယ်ထုံတာကျဉ်တာတွေဖောက်ပြလာတတ်တယ်ဒါခန္ဓာကဖောက်ပြန်နေတာသူများကလာပြတာမို့ခန္ဓာကသူတစ်ပါးကလာပြတာမို့ခန္ဓာကပြလာနေတာဒီတရားမှတ်တဲ့ယောဂီဒီမှာကြည့်နဲ့ခန္ဓာကိုဖောက်ပြန်နေတယ်မမြဲဘူးခဲ့ဒီမှာကြည့်ဆင်းရဲနေတယ်ဒီမှာကြည့်ဆင်းရဲတဲ့ခန္ဓာကဆင်းရဲရင်သဘောလေးကိုဒါပြနေဒါအကဲခတ်မှခတ်မှန်မှန်လေးသာကြည့်ဒီကိုဝါဝလေးလေးရှုပြီးတော့ကြည့်ဒါတတိကထာခဏခဏမလှုပ်စေနဲ့မတည်မလွဲစေနဲ့စိတ်ခဏခဏအပြင်မရောက်စေနဲ့ညာနဲ့ထိန်လိုက်နဲ့လွဲသွားရင်ပြန်မှနဲ့လွဲနေပြန်ထိန်ကိုယ်မူရာကိုတတိနဲ့ထိန်စိတ်ကိုတတိနဲ့သိသိပြီးတော့မှခန္ဓာကဖောက်ပြန်နေတယ်မမြဲခြင်းခန္ဓာကမမြဲတဲ့သဘောကိုဆောင်းနေတယ်ဖောက်ပြန်တဲ့နေရာကိုတတိနဲ့ထောက်ကြည့်အကြည့်ခံသဘောလေးရစက္ကန့်နဲ့ဖြစ်ပြီးပစ္စည်းတဲ့သဘောကိုဆောင်ပြနေတယ်ပြောင်းလဲမှုသဘောကိုထင်ရှားပြနေတယ်ငယ်သိခံပြီးမှစက်တိုက်မှငယ်လွယ်ထွက်သွားရင်ပြန်မှလွယ်ထွက်သွားရင်ပြန်မှဘာဖြစ်လို့မထင်ရှားလဲဘာလို့မှလို့မရလဲအာဇာနည်စိတ်ကိုတင်ပြီးတော့မှခန္ဓာကိုယ်ဉာဏ်နဲ့ခိုင်းတာပฏิကထာပေးပါဉာဏ်နဲ့ထိပြီးတော့မှတ်ထား
မတ်တိလွယ်မပေးစီနဲ့မတ်တိလွယ်မပေးစီနဲ့ခန္ဓာကထင်ရှားနေတယ်ငယ်သိခံပြီးမှတ်ထားဝိရိယတင်ပြီးတော့မှတ်ထားဘာဖြစ်လို့မထင်ရှားလဲဆွဲတင်ထားတတိကိုတော့အမြဲတမ်းကိုင်ထိန်လို့တတိမကင်ကိုကိုင်တယ်မတတိဖက်ကနေလဲသွားရင်ချက်ချင်းပြန်သိလိုက်စိတ်ကဖြတ်ခနဲ့လွဲသွားရင်ချက်ချင်းပြန်သိလိုက်ပေါ်သိပြသွားတာပဲဉာဏ်စိတ်ပေါ်ကြားစိတ်ပေါ်နာမ်စိတ်စားစိတ်ယာနာခေါင်းစိတ်ကြံစီတွေ့တာစိတ်ဘယ်စိတ်ပေါ်တာပေါ်မှသိအောင်ကြည့်ပေါ်သိပြသွားတာလေးကိုကြည့်ထင်တာနိုင်ငံသိခံပြီးမှတ်ထားတင်ပြီးတတိကထာနောမတ္တိခဏခဏမလဲခြင်းနဲ့မတ္တိလွယ်နေတယ်အဲ့ချင်းငိုင်းမိတဲ့စိတ်တွေပေါ်နေတယ်ဒါအမတ်တတိလွယ်နေလို့ပြန်မှတ်လေကိုမှမှရှုထားလေကိုဝါးဝါးလေးနဲ့ရှုထားခန္ဓာကဖောက်ပြန်မှုသဘောဆောင်ပြနေတယ်အရှိခန္ဓာကအရှိတိုင်းဖော်ပြနေတယ်ဆင်းရဲတဲ့ခန္ဓာကဆင်းရဲတဲ့သဘောကိုဆောင်ပြနေတယ်ဒုက္ခသစ္စာကဒုက္ခသစ္စာလို့ဆောင်ပြနေတယ်နိုင်ငံသိခံပြီးမှဝိရိယတင်ထားလွယ်ရင်ပြန်တဲ့လိုရင်ဖြည့်ထားပိုရင်နှုတ်ထားအပေါ်အာယုန်နဲ့မဝင်စီနဲ့ထိန်လို့မှတ်မိအောင်ကြည့်ခန္ဓာဆိုးရတယ်နော်ဝိရိယတင်ထားတတိကထာနောကိုယ့်ရဲ့အမှတ်တွေမလွယ်မရအောင်တတိဆောင်ထားညာနဲ့ထိန်ထားလွယ်ရင်ပြန်ထိန်ခဏခဏအမှတ်တွေလွယ်မပြေစေနဲ့အမှတ်တွေမလွယ်စေနဲ့ခန္ဓာအမြဲတမ်းဖောက်ပြန်ပြနေတယ်ခန္ဓာကအမြဲတမ်းဆောင်ပြီးပြနေတယ်ခန္ဓာကပြတဲ့နေရာကိုစိတ်ကညှက်ကိုင်းပြီးစိုက်ကြည့်ဖောက်ပြန်တဲ့နေရာကိုအကဲခတ်ကြည့်အချိခံဖောက်ပြန်မှုသဘောလေးတို့ရွေရှားနေတာကိုကြည့်ပြောင်းလဲနေတာကိုကြည့်စက္ကန့်နဲ့တစ်ဖြတ်ဖြတ်နဲ့ဖြစ်ဖြစ်နေတဲ့သဘောလေးကိုညာထဲမှာမိအောင်ဖမ်းလွယ်ထွေသွားရင်ပြန်မှတ်ခန္ဓာဖောက်ပြန်နေတယ်ဒုက္ခသစ္စာကဒုက္ခသစ္စာလို့ဆောင်ပြနေတယ်နိုင်ငံသိခံပြီးမှတ်မိအောင်ကြည့်လေကိုမှမှရှုထားလေကိုဝါးဝါးလေးနဲ့ရှုထားခန္ဓာဟာ
ကိုထားသလိုမနေဘူးနော်ကိုဖြစ်ရှင်သလိုဖြစ်မပေးဘူးရဲတာဖောက်ပြနေတယ်အနေရအထိုင်ရအခက်အောင်ဖောက်ပြနေတယ်ထုံတာတွေကျင်တာတွေကြိုက်ခဲနေတာတွေအမျိုးစုံဖောက်ပြန်ပြနေတယ်ဒီဝေဒနာကိုသိခံပြီးမှခန္ဓာကဖောက်ပြန်တဲ့သဘောလေးကိုသိခံခြင်းဖြင့်အနိုင်ရအောင်မှလွဲထွက်ရင်ပြန်မှဒီချိန်မှာဖြစ်ပေါ်တဲ့ဝေဒနာဟာမပြောဘလောက်သာရှိတာဒီကနေ့မှဒီတဲ့အစ30လောက်ကြီးမားတဲ့ဝေဒနာကြီးခံစားရတယ်ဒုက္ခရင်းကဒုက္ခချချမ်းသာကြီးလိုလားတဲ့ပုဂ္ဂိုလ်ချမ်းသာလေးကိုဆွမ်းနိုင်ရတယ်ဆင်းရဲကြီးကြောက်တဲ့ပုဂ္ဂိုလ်ဆင်းရဲလေးကိုသိခံရတယ်သူတော်ကောင်းတို့ရဲ့ဆင်းရဲကြီးကြောက်တဲ့ပုဂ္ဂိုလ်ဆင်းရဲကလေးကိုသိခံရတယ်ဒီဆင်းရဲကမပြောဘလောက်တဲ့ဆင်းရဲတာဒီတဲ့ဒုက္ခရိဘဆင်းရဲဒီတဲ့အစာဘောယထာမကဆင်းရဲတယ်စောင့်ကြည့်ပါတတိနဲ့ထိန်ထားလေကိုမှန်မှန်ရှုပြီးတော့မှတ်မိအောင်ကြည့်ထားလေကိုမှန်မှန်ရှုထားအောင်မထားနဲ့တောင့်တင်းမထားနဲ့ခန္ဓာကိုတောင့်တင်းပြီးမထားနဲ့စိတ်ကိုချော့ထားခက်အေးလေးကြည့်ခက်အေးကိုယ်သာနာယူစိတ်မနာစေနဲ့ယုံနဲ့နာမပူးစေနဲ့သူ့သဘောသူဆောင်းပြနေတာကိုအကဲခတ်သူ့သဘောသူဆောင်းပြနေတာကိုဉာဏ်ကအကဲခတ်ပြီးမှဒီတတိကထာနော်အပမဒတတိမေခင်ကိုဆောင်ထားထိန်လို့မှတ်မိအောင်ကြည့်ငယ်ငယ်လွယ်ထွေးသွားရင်ပြန်မှတ်မကလေးတွေမလွယ်စေနဲ့ခန္ဓာအမြဲတမ်းဆောင်ပြနေတယ်ခန္ဓာကသူ့သဘောသူဆောင်ပြနေတယ်အနိစ္စခန္ဓာကအနိစ္စသဘောကိုဆောင်ပြနေတယ်ဒုက္ခခန္ဓာကဒုက္ခလို့ဆောင်ပြနေတယ်အနတ္တခန္ဓာကအနတ္တတဲ့ဆောင်ပြနေတယ်နည်းငယ်ပြီးခံပြီးမှတ်ထားဆင်းရဲခံမှချမ်းသာရတယ်နော်ဒုက္ခရင်းကဒုက္ခချရတယ်ဒုက္ခကြီးကြောက်တဲ့ပုဂ္ဂိုလ်ဒုက္ခလေးကိုသိခံရတယ်ထိတ်မှကိုခံစားနေရတဲ့ဝေဒနာကမပြောဘလောက်သာဒီကနေ့မှဒီထက်ပြင်းထန်တဲ့ဝေဒနာရှိတယ်ဒီချိန်မှာဒီဝေဒနာကိုကမလုံးမချက်ငြိမ်သက်စွာဖြင့်နိုင်အောင်ကြိုးစားထားရတယ်ခန္ဓာရှိရင်ဝေဒနာရှိနေတာဒါလူတူတယောက်ကပူဝင်ပြီးပြနေတာမဟုတ်ခန္ဓာကပြနေတာရှိတိုင်းပြနေတာငယ်ငယ်သိခံပြီးမှဝိရိယတင်ပြီးတော့မှလွယ်ထွက်သွားရင်ပြန်မှ
တတိကပ်ပြီးမှတ်ထားပေးပါညာနဲ့ထိန်ပြီးတော့မှတ်ထားပေးပါမတ္တိအလွယ်မပေးစေနဲ့အကလေးတွေမလွယ်စေနဲ့ဝိရိယတင်ထားခန္ဓာသဘောမှာငါမရောစေနဲ့ဝေဒနာနဲ့ငါမရောစေနဲ့ကိုယ်သာနာယူစိတ်မနာစေနဲ့ခန္ဓာကိုတောင်းမထားနဲ့စိတ်ကိုချော့ထားခန္ဓာကိုချော့ပြီးခအေးအေးလေးကြည့်လေးကိုမှန်မှန်ရှုပြီးတော့မှတ်လေးကိုအောက်မထားနဲ့လေးကိုမှန်မှန်လေးရှုပြီးတော့ကြည့်ထပ်ဆင်းသူသဘောသူဆောင်ပြနေတယ်ကြောင်းလဲမှုသဘောကိုထင်ရှားနေတယ်နိုင်ငံသိခံပြီးမှတ်ထားနိုင်ငံလွယ်သွားရင်ချက်ချင်းပြန်မှတ်ဘာလို့မထင်ရှားလဲဘာဖြစ်လို့မှတ်မရလဲဆွဲတင်ပြီးမှတ်ထားခန္ဓာကိုဆွဲတင်ပြီးညာနဲ့ခိုင်းထားတန်ត្រာတစ်ချောင်းလုံးမှာလောဘဒေါသမောဟတွေနဲ့အများကြီးခိုင်းခဲ့ပြီးပြီအကုသိုလ်တွေနဲ့ခိုင်းလာခဲ့လို့အိုနာတိဒုက္ခတွေထပ်နေခဲ့ပြီးပြီဒီချိန်မှာကုသိုလ်အာယုံဖြင့်ခိုင်းထားညာနဲ့အသုံးချထားဒီလိုမှကိုကမခိုင်းရင်တနေ့နေ့မှာသေမင်းကခိုင်းသွားမယ်နော်သေမင်းကမခိုင်းရင်သေမင်းအသုံးမချခင်ကိုကအသုံးချထားလေကိုမှန်မှန်ရှုပြီးမှတ်တင်ပေးပါတတိခဏခဏမလဲစေနဲ့အမှတ်တတိလဲရင်အိတ်ရှင်ငိုင်းမိတဲ့စိတ်ပေါ်နေတတ်တယ်စိတ်တွေခဏခဏအပြင်ထွက်နေတတ်တယ်စိတ်တွေအပြင်ထွက်နေတာအမှတ်တတိလွဲနေလို့အိတ်ရှင်ငိုင်းမိတဲ့စိတ်ပေါ်နေတာအမှတ်တတိလွဲနေလို့ပြန်မှတ်လွဲရင်ပြန်မှတ်လေကိုမှန်မှန်ရှုထားလေကိုပုံမှန်ရှုပြီးတော့မှတ်လွဲရင်ပြန်မှတ်ဘာဖြစ်လို့မထင်ရှားလဲအာသာနေစိတ်ကိုတင်မှတ်ညာနဲ့အသုံးချထားအလုံးသောယောဂီပေါင်းသူတော်ကောင်းတို့မမီတို့ကျင့်ကြံပွားများအထောက်လာသောအချိန်သည်ဒီတွင်အချိန်နာရီလေးတွေကုန်ဆုံးသွားပါပြီအချိန်နာရီလေးတွေကုန်ဆုံးသွားပါပြီဒီကုသိုလ်စေတနာဇောတို့ဖြင့်ဘုရားရှင်ရဲ့ဉာဏ်တော်အားပူဇော်ကြောကြပါကုန်သောဘုရားတရားသံဃာမိဘဘုရားဆရာသမားတို့ကိုတရားအထုတ်တဲ့ကုသိုလ်စိတ်ဖြင့်ပူဇော်ကြမယ်အရိယာပုဂ္ဂိုလ်ဖြစ်ဖြစ်လေးရှိပြောင်းပြီးတော့ဘုရားကိုအာရုံယူလိုက်ကဲခန္ဓာကိုယ်ကြီးကိုအနည်းငယ်စစ်ဆေးကြမယ်ဒီနေ့ယခုလိုခန္ဓာကိုယ်ကြီးကို
ဉာဏ်နဲ့ကဲခါပြီးကြည့်တဲ့အခါမှာဒုဒကရမတွေဟိုတစ်ချိန်လုံးကကိုသိထားတဲ့အသိနဲ့လက်တွေ့ခန္ဓာကိုယ်ကြီးကိုဉာဏ်နဲ့ကြည့်လို့သိလာတဲ့အသိနဲ့အတူတူလားတယောက်တခြားလားတယောက်တခြားပဲဟိုတုန်းကကိုဒီလိုခန္ဓာကိုယ်ရဲ့စီစဉ်ရဲ့ကြီးဖောက်ပြန်လာလိမ့်မယ်လို့ထင်သလားဒီကနေ့ဉာဏ်လေးနဲ့ကပ်ပြီးခန္ဓာအစဉ်ကိုဉာဏ်ရှင်ပြီးအကဲခတ်ကြည့်လိုက်တော့မှနည်းနည်းလေးကြာလိုက်10မိနစ်15နာရီဝက်လောက်ထိုင်လာပြီးဆိုရင်ခန္ဓာကိုယ်ကြီးငြိမ်ပြလာသလားဖောက်ပြန်ပြလာတာဖောက်ပြန်တဲ့နေရာလေးတွေကိုခန္ဓာကြီးမဖောက်ပြန်ပါစေနဲ့လို့တားလို့မရသလားသူ့ရဲ့တတ္တိလေးတွေဟာစက္ကမလဖြစ်ပြီးပြည့်နေတယ်စက္ကနဲ့တစ်ချက်နဲ့မမြဲတဲ့သဘောတွေမပြနေဘူးလားဟိုနာကတစ်မျိုးပြဒီနာကတစ်မျိုးပြဟိုကတစ်မျိုးဒီကတစ်မျိုးတဲ့ခန္ဓာတစ်ခုလုံးမှာတည်ငြိမ်မှုသဘောတွေမရှိဘဲနဲ့အမြဲတမ်းဖောက်လွဲဖောက်ပြန်မပြနေဘူးလားအဲ့ဒီဖောက်လွဲဖောက်ပြန်ဖော်ပြနေတဲ့သဘောခန္ဓာကိုယ်ကြီးသည်သစ္စာဖွင့်လိုက်တဲ့အခါမှာမြတ်စွာဘုရားကဘာသစ္စာလို့ပြောပါလိမ့်ဒီခန္ဓာကိုယ်ကြီးဒုက္ခသစ္စာတဲ့ဘုရားကအယံကာယောဒုက္ခသစ္စာမမကာယောဒုက္ခသစ္စာမမသင်တို့ဆရာငါဘုရားရဲ့ခန္ဓာကိုယ်ကြီးကလည်းပဲဒုက္ခံသင်တို့ကဲ့သို့ဒုက္ခသစ္စာပါပြီတိဒုမကံသိရှိတာရှိသမီးတို့ရရတဲ့ခန္ဓာကိုယ်ကြီးဒီလည်းပဲဒုက္ခသစ္စာယောဂဝိညာဉ်တို့ဖြင့်အမြင့်မပြတ်ဆက်ဆံပြီးတော့နေရခြင်းကြောင့်ဆင်းရဲလာတော့ဒုက္ခသစ္စာကြီးပဲလို့မပြောနေဘူးလားဟေးဘုရားရှင်ကလည်းဟေးခန္ဓာငါပဲငါဘုရားရဲ့ခန္ဓာလည်းဒုက္ခသင်တို့လည်းဒုက္ခငါဘုရားခန္ဓာကိုယ်ကြီးကဘုရားရဲ့လို့ဒုက္ခလို့မပြောဘူးกว่าတဲ့ခန္ဓာမှန်တယ်မြတ်ဒီဗာသစ္စာသာရှိဒုက္ခတေမကံဝတ္တန္တနာသမုဒယောဘဝေနိရောဓနာမနိဗ္ဗာန်မေဃလောကုတ္တရောမတောအချင်းအနုရုဒ္ဓကမထေမြတ်ကမရှိတဲ့ဒေဝမကံဘုံသုံးပါးနဲ့ဖြစ်သောဝတ္တဝတ္တရားတိဝတ္တဝိပါကဝ7ပါးမှန်သမျှတို့သည်ဒုက္ခသစ္စာဒုက္ခသစ္စာပါပြီတိအလုံးမှပရိတန်နိဇာတိဇရာမရဏမှန်သမျှတို့သည်ဘာသစ္စာလဲဒုက္ခသစ္စာပဲတဲ့တဏှာသမုဒယဘဝေခန္ဓာကိုယ်ကြီးကိုတွေ့တာကန့်ကြီးနေတဲ့တဏှာတရားကဘာသစ္စာလဲသမုဒယသစ္စာဖြစ်တယ်နော်ဒုက္ခတေမကဝတ္တတဏှာသမုဒယဘဝေနိရောဓနာမနိဗ္ဗာန်နိဗ္ဗာန်ဒုက္ခတွေချုပ်ငြိမ်းရုပ်သိမ်းသောနိရောဓနိဗ္ဗာန်ဒီကနိရောဓသစ္စာနိရောဓသစ္စာပါပြီတိ။ကိုခြင်းနာရည်တည်ခြင်းတရားတဲ့ချုပ်ငြိမ်းရုပ်သိမ်းသွားတဲ့နိဗ္ဗာန်ဒီဘာသစ္စာနိရောဓသစ္စာမေဃလောကုတ္တရောမတောလောကုတ္တရောလောကုတ္တရနဲ့ဖြစ်သောမေဃမေခင်7ပါးခြင်းတရားသည်ဝါသီလာခြင်းနဲ့သမာဓိခြင်းနဲ့ဝိပဿနာဉာဏ်ပညာခြင်းတွေမှန်သမျှတို့သည်မေဃသစ္စာပါပဲဣတိသောဘဂဝါတော်ငါတို့ဆရာကောင်းကျိုးချ၍ကောင်းရာညွှန်လဲဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ဣမံဓမ္မဒေသနံခန္ဓာကိုယ်ကြီးရဲ့သစ္စာ၄ပါးမြတ်တရားကိုအဝေါဇကောင်းစွာမသွေဟောမိန်တော်မူခဲ့ပါပေတည်းကဲကုသိုလ်စိတ်ကိုရင်ဝင်ပဲ့ပဲဆုတောင်းမြတ်ပြီးကြမယ်ဣမာယဓမ္မနုဓမ္မပฏิပတ္တိယဗုဒ္ဓံဘုသေမိဓမ္မံဘုသေမိသံဃံဘုသေမိဣမာယဓမ္မာနုဓမ္မပฏิပတ္တိယမေလိတံဖိုလိတံနိဗ္ဗာန်ဟုဆိုအပ်သောဤရောဂုတ္တရာတရားဘိုးပါလျော်သောကျင့်ဝတ်ဝတိပါဖြင့်ဗုဒ္ဓံမြတ်စွာဘုရားကိုဓမ္မံတရားတော်မြတ်ကိုသံဃာတော်မြတ်ပေါင်းကိုမိဘဘုရားဆရာသမားများကိုပူဇေမိပူဇော်ပါ၏ရှင်ဘုရားဘုရားဥရှာလိုက်တရားအထုတ်ရှင်ပူဇော်ပါ၏ဘုရားဆုတောင်းကြမယ်မရရင်စာရွက်ကလေးလေးကြည့်ဆိုကြပါအတ္တဣမာယပฏิပတ္တိယဇာတိဇရာဗျာတိမရဏမာပရိမုစိတာမိဣမာယ
ပฏิပါတိယမေလေတံပေါ်လေတံနိဗ္ဗာန်ဟုဆိုအပ်သောဤလောကုတ္တရာတရားကိုယ်ပါလျော်သောကျင့်ဝတ်ပฏิပါကြောင့်ဇာတိဇရာဗျာတိမရဏမှာပရိသန္တိနေရခြင်းဟိုရခြင်းနာရခြင်းတရားခြင်းတို့မှာအတ္တမချောဧကံပရိမုတ်စိတ်တာမိလွတ်မြောက်ရပါလို့ဤရှင်ဘုရားဘုရားဥရှာလဲဘုနာတိဒုက္ခမလွတ်မြောက်ရပါလို့မြတ်စွာဘုရားဆုတောင်းပြီးညပေးဝေကြမယ်ဤသို့ပြုရာညပေါင်းများကြောင့်အမတတိမံဤနိဗ္ဗာန်ကိုဧကံထောက်ချောက်ရောက်စေသောယနေ့ယခုအာတုတ္တမြတ်မြတ်ဘာကကိုဣဗာစေယမြို့သားနှင့်ကိုမာဆောင်ပြကိုဆောင်နကအရင်စား၍ရှိသမျှလုံးစုံဘုံ30ဖြစ်ဖြစ်သမျှရှိသမျှဝေနေရတို့ဓာကြပါစေဧငါဝေဒီညာတွေသာလူဟောစေသောအမေယာလူတော်မူကြပါကုန်လောသာဓုအမေယာလူတော်မူကြပါကုန်လောလူတော်မူကြပါကုန်လောသာဓုကဲဆင်းရဲကင်းပြောက်ချမ်းသာခြင်းကိုမျက်မှောက်ပြုလွယ်နိုင်ကြပါစေသူတော်ရဲ့နဲ့